မင်္ဂလာပါရှင်ဒါလေးကတော့ဆွဲကြိုးနဲ့ဒီကွယ်မယ်တော့ပုံတော်လေးနဲ့အမဒီလိုမျိုးလေးတက်ခါလေးတွဲပေးထားတာပါเนาะသူကကြတော့ဒီဟာလေးကအလွယ်တကူဖြုတ်တက်လို့ရမယ်ဒီဟာလေးကကြတော့ဒီလိုမျိုးလေးအလွယ်တကူဖြုတ်လို့ရမယ်အဲ့တော့ဒီဆွဲသီးကိုမဆွဲကျင်သေးဘူးဆိုရင်လည်းဆွဲကြိုးနေနဲ့ဒီလိုလေးဆွဲလို့ရပါတယ်เนาะဒီမှာဆွဲကြိုးနေနဲ့ဆွဲလို့ရပါတယ်ဆွဲသီးထည့်ပြီးတော့ဆွဲမယ်ဆိုရင်လည်းဆွဲလို့ရတယ်ဆွဲသီးထည့်ပြီးတော့ဆွဲလိုက်တဲ့အခါကျသူ့ရဲ့အရှည်ကပို့ပြီးတော့လည်းရှည်သွားတယ်ပို့ပြီးတော့ရှည်သွားတော့အမတို့ဒီပွဲတက်တွေပါနေမှာလဲဝတ်လို့အဆင်ပြေတယ်ဒါမှမဟုတ်ကိုက daily ရုံးမှာပဲဖြစ်ဖြစ်ကြောင်းဆရာမတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးဆွဲတဲ့ဆွဲနေတော်တော်လေးကိုလှပါတယ်အရှိကတော့ဒီဆွဲကြိုးရဲ့အရှိက23လက်မှဒီဟာကဒီမှာနဲ့ဆိုရင်2လက်မှ3လက်မှလောက်တော့ပိုရှည်သွားတယ်ဆိုတော့ရင်ဘတ်မှာပို့ပြီးတော့ကျသွားမယ်အားလေးပါနော်ဒီဆွဲကြိုးလေးကလည်းအစိမ့်ကြည့်ကြည့်လေးနော်ပြောင်ရပဲအရင်လှပါတယ်ဆွဲကြိုးရဲ့ဒီဘဘူးဆွဲသီးရဲ့နှစ်ခုပေါင်းပေါ့နော်ဒီအတွဲလိုက်ကလေးကဒီလိုလေးနော်4သိန်းချက်ပါဒါလေးက4သိန်းချက်ပါနော်ဒီမှာဒီလိုလေးလက်လေးလုပ်ပေးထားပါတယ်ဒီဆွဲသီးကကိုဆွဲသီးနဲ့လောလောဆယ်မဆွဲကျင်သေးဘူးဆိုရင်လည်းဖြုတ်ထားလို့ရပါတယ်နော်ဒါတော့ဆွဲကြိုးရဲ့ဆွဲသီးရဲ့နှစ်ခုပေါင်းကို4သိန်းချက်ပါရှင်ဒါလေးကိုမှာယူခြင်းနဲ့ဆိုရင် Viber နံပါတ်695239699ဆက်သွယ်မှာယူလို့ရပါတယ်ဒါကဆွဲကြိုးကိုလည်းတီးတန့်ပြပေးမယ်နော်ဆွဲကြိုးကလည်းတီးတန့်မှာလို့ရပါတယ်နော်ဆွဲကြိုးစီပဲက2သိန်းခွဲကျပါတယ်ဒီပပူဆွဲသီးလေးကကျတော့3သိန်းခွဲကျပါတယ်နော်သူကလေဒီဆွဲကြိုးကအရန်လှတယ်ကြည်တယ်အယောင်လေးလည်းလှတယ်နော်သူ့ရဲ့အားနေချက်ကကျတော့ဒီပေါ်မှာပစွန်ချီယာလေးတွေပါတာအဲ့ဒါကြောင့်မလို့ပဲဒါလေးက2သိန်းခွဲနဲ့ရတာပါနော်ဒီလိုလေးပါလှပလေးဒီလိုလေးဆွဲခြင်းဒါလေးကိုယူပါရှင်ဆွဲသီးလေးတွေကတော့ပုံစံလေးမတူတာလေးတွေရနိုင်ပါတယ်နော်ပုံစံမတူတာဆိုကွဲမယ်တော့ပုံတော့ဆိုလဲနောက်ထပ်တကယ်လို့ဒီ3သိန်းခွဲနဲ့မလို့ခြင်းဘူးဆို9000တန်လောက်နဲ့တွဲတာမျိုးဖြစ်ပေါ့နော်အဲ့လိုမျိုးလေးတွဲပြီးတော့လည်းယူလို့ရပါတယ်ဆွဲကြိုးကလည်းဒီလိုမျိုးတခြားဆွဲကြိုးလေးတွေလည်းရှိပါတယ်ဒီလိုမျိုးလေးတွေဆွဲယူလို့ရတဲ့အကြောင်းကိုအမပြောပြပေးတာပါနော်ဒါကတော့တွဲရဲ့ကာလာလေးလည်းညှိအောင်လို့အမစင်ပေးသားလေးပေါ့နော်စင်ပေးသားတွဲရဲ့ကလေးပါဒါလေးကကြတော့စုစုပေါင်း4သိန်းကျပ်ကြပါမယ်ရှင်ဒီလိုမျိုးလေးဆွဲကြိုးဆွဲသီးတွဲရက်ကလေးတွေလည်းယူလို့ရပါတယ်နော်ဒါလေးတွေမှာယူခြင်းနဲ့ဆိုရင် Viber နံပါတ်695239699ဆက်သွယ်မှာယူပေးပါရှင်